ယောဂီများနဲ့တရားလိုလားသူများအတွက် Mahasi App Mahasi Meditation Center Application ကို Google Play Store နဲ့ Apple App Store တို့ပေါ်မှာလွှင့်တင်ထားရှိပြီးဖြစ်ပါတယ်။ Android ဖုန်းထဲမှာပါရှိတဲ့ Google Play Store ကိုဖွင့်လိုက်ပါ။ Search bar မှာ Mahasi Meditation Center ဆိုပြီးတော့ရိုက်လိုက်ပါ။ Mahasi Meditation Center ပေါ်လာပါလိမ့်မယ်။ပုံမှာလက်ကလေးနဲ့ပြထားတဲ့အတိုင်း Install ဆိုတဲ့ခလုတ်ကလေးကိုနှိပ်လိုက်ပါ။ Screen မှာပေါ်လာတဲ့ညွှန်ကြားချက်တွေအတိုင်းဆောင်ရွက်သွားပါ။ Mahasi Meditation Center App ကသင်ရဲ့ဖုန်းပေါ်ကိုရောက်ရှိလာပါလိမ့်မယ်။ Apple ဖုန်းတွေပေါ်မှာ install လုပ်ဖို့အတွက်ဆိုရင်တော့ Apple ရဲ့ App Store ကိုသွားပြီးတော့ Search bar တစ်ဆင့် Mahasi Meditation Center လို့ရယူပြီးတော့ Get ဆိုတဲ့ခလုတ်ကလေးကိုနှိပ်ပြီး Install Download ရယူနိုင်ပါတယ်။ Mahasi Meditation Center App ကိုဖွင့်လိုက်ရင် Email သို့မဟုတ်ဖုန်း Password အကောင့်ဝင်ပြီးစတဲ့အဖွင့်နေရာကိုရောက်ရှိလာပါလိမ့်မယ်။ Mahasi Meditation Center App ကိုစတင်အသုံးပြုမဲ့သူတွေတိုင်းက Account Registration တစ်ခုပြုလုပ်ရပါတယ်။ Account ဖွင့်ပါဆိုတဲ့နေရာကိုနှိပ်လိုက်ပါ။မိမိရဲ့နာမည်မိမိရဲ့ email သို့မဟုတ်ဖုန်းနံပါတ် password ကိုတေချာအောင်နောက်ထပ်တစ်ချိန်ထပ်နှိပ်ပြီးတော့ I agree to ဆိုတဲ့စာသားလေးဘေးက4000လေးမှာ click လုပ်ပေးရပါမယ်။ Account ဖွင့်ပြီဆိုတဲ့ခလုတ်ကလေးကိုနှိပ်လိုက်ပါ။ကဏ္ဍ6လုံးထည့်သွင်းဖို့စောင့်စားနေတဲ့ screen ကိုရောက်ရှိသွားပါမယ်။စက္ကန့်အနည်းငယ်အကြာမှာပဲ Mahasi your confirmation code is စတဲ့စာသားတွေပါတဲ့ message ရောက်ရှိလာပါမယ်။ကဏ္ဍ6လုံးကိုအကွက်6ခုနေရာမှာထည့်သွင်းလိုက်ရပါမယ်။ Verify ဆိုတာကိုနှိပ်လိုက်ပါ။ Success ဆိုပြီးတော့အကောင့်ဖွင့်တာအောင်မြင်ကြောင်းကိုအသိပေးပါလိမ့်မယ်။ OK ကိုနှိပ်လိုက်ပါ။အောင်မြင်စွာ registration လုပ်ပြီးသွားပြီဖြစ်တဲ့အတွက် account login လုပ်လိုက်ကြအောင်။မိမိရဲ့ email သို့မဟုတ်ဖုန်းနံပါတ်ပြုလုပ်ခဲ့တဲ့ password တို့ကိုထည့်သွင်းပြီး account ဝင်ပြီဆိုတာကိုနှိပ်လိုက်ပါ။ Mahasi Meditation Center App ကသင်စီအသိပေးချက်များကိုပို့ဆောင်ပေးပါလိမ့်မည်ဆိုတာလေးကိုခွင့်ပြုမပြုမေးပါလိမ့်မယ်။အဲ့ဒီနေရာမှာ allow ကိုနှိပ်ပေးလိုက်ပါ။ခွင့်ပြုပေးလိုက်ပါ။အခုဆိုရင် Mahasi သာသနာရိပ်သာကြီးနဲ့ချိတ်ဆက်မိသွားပြီဖြစ်ပါတယ်။ Mahasi ဆရာတော်ဘုရားကြီးဟောကြားတော်မူခဲ့တဲ့တရားတော်တွေအားလုံး Mahasi ဆရာတော်ဘုရားကြီးတသက်တာပြုစုခဲ့တဲ့ကျမ်းစာအုပ်တွေအားလုံးကိုအခမဲ့ download ရယူကြည့်ရှုနိုင်ပြီဖြစ်ပါတယ်။ဒါအပြင် Mahasi ရိပ်သာကြီးရဲ့နေ့စဉ်ဒါနသီလဘာဝနာကုသိုလ်သတင်းတွေနဲ့ Mahasi ဆရာတော်ဘုရားကြီးရဲ့ဥပနိဒေယအတိုင်းဟောကြားတော်မူနေကြတဲ့တန်ဃာတော်ရှင်သူမြတ်များရဲ့တရားတော်တွေကိုလည်းဓာတ်ရိုက်နာယူနိုင်ပြီဖြစ်ပါတယ်။ Mahasi Meditation Center App ကိုသင်ရဲ့ဓမ္မမိတ်ဆွေအပေါင်းတို့ကိုလည်းမျှဝေပေးပါ။တရားလူလားသူအပေါင်းမိမိတို့အလိုရှိရာလောကီလောကုတ္တရာနှစ်ဖြာသောအကျိုးစီးပွားများတိုးပွားပါစေကြောင်းဆုမွန်ကောင်းတောင်းရင်ဒီဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါတယ်။